ကဲဒီနေ့မှာတော့အသက်80နားနီးနေပြီဖြစ်တဲ့အဖိုးကြီးတယောက်ကိုဒီလောက်ထိဒေါသချွတ်အောင်ဘသူတွေကများလှုပ်လိုက်တယ်လဲဆိုတာကြည့်လိုက်ကြရအောင်ပါသူဟာသူ့ရဲ့ခြံဝင်းတစ်ခုလုံးကိုရန်သူတွေထက်တင်ချိုင်းကောင်ဖြစ်သွားအောင်တေချပြင်ဆင်နေပါတယ်ကြည်စံတွေကိုမြေကြီးထဲမှာမြုပ်ပြီးနင်းလိုက်တာနဲ့ပောက်ကွဲမဲ့မြေမြုံမိုင်းတွေအဖြစ်ပြောင်းလဲလိုက်တယ်လို့ကြည်စံတွေထဲကရန်မှုတွေကိုထုတ်ပြီးတော့လဲပြင်းအားပြင်းတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုခြံအနှံ့မှာထောင်ထားလိုက်ပါတယ်ဓာတ်ဆီတွေကိုမြောင်းနဲ့လောင်းထည့်ပြီးမိကူစနစ်ကိုလည်းအစင်သင်းလုပ်ထားတယ်လို့ရန်သူတွေလာမဲ့လမ်းကြောင်းတစ်လျှောက်မှာလဲထောင်ချောက်တွေကိုမျက်ချောက်တွေနဲ့တေချာဖုံးအုပ်ထားပါတယ်ဒါပေမဲ့သူ့ရဲ့အထီးကလက်နက်ကတော့မီးအောက်လှိုင်ကူတွေပါပဲလွှိုင်ကူအဝင်ဝမှာပြောင်းတော်တနက်ကိုအစင်သင်းတက်ဆင်ထားပြီးလမ်းကြောင်းတစ်လျှောက်မှာလဲခြုံထက်နေတဲ့တန်ချောင်းတွေကိုဂျင်းထဲမှာမြုပ်ထားပါတယ်မျက်နှာချက်မှာလဲတန်ချွန်တွေပါတဲ့တစ်သားလုံးကြီးတွေကိုဆွဲထားတယ်လို့နေရန်တွေမှာလဲရန်သူမသိအောင်ချောင်းမြောက်တိုက်ခိုက်ဖို့အပေါက်လေးတွေဖောက်ထားပါသေးတယ်ဒီထောင်ချောက်တွေကများလွန်းလို့ဖန်တီးတဲ့သူကိုယ်တိုင်တောင်မားနေမိရင်အသက်ပြောင်းနိုင်ပဲအထီပါပဲဒါတွေမကသေးပဲအားအပြင်းဆုံးလေးများတွေကလီမော်မိုင်းတွေနဲ့ C4 ရန်တွေကိုပါနောက်ဆုံးခံစစ်အဖြစ်သုံးထားပါတယ်ဒီတစ်ခါတော့ရမ်ဘိုဟာအသက်ရှင်ဖို့အတွက်တိုက်ခိုက်နေတာမဟုတ်ပဲလက်စားကြည့်ဖို့အတွက်တိုက်ခိုက်နေတာပါဒါဆိုရင်အေးအေးဆေးဆေးအနားယူနေတဲ့ရမ်ဘိုကိုဒီလောက်ထိဖြစ်သွားအောင်ဘသူကတွန်းပို့လိုက်တာလဲအဖြေကတော့ရှင်းပါတယ်သူ့ရဲ့သမီးလေးလီဆာကြောင့်ပါပဲရမ်ဘိုကအိမ်တောင်မရှိပေမဲ့အသက်50ရွယ်မှာမိန်းကလေးတစ်ယောက်ကိုသမီးအဖြစ်မွေးစားခဲ့ပါတယ်သူကြီးပြင်းလာတဲ့အခါမက္ကဆီကိုမှာရှိတဲ့သူ့ရဲ့ဖခင်အရင်ကိုသွားရှာခြင်းနေပါတယ်ရမ်ဘိုကသူ့အဖေကလူယုံမတရားမို့လို့မသွားပါနဲ့လို့တားပေမဲ့လီဆာကတော့နားမထောင်ခဲ့ပါဘူးဒါပေမဲ့သူမမသိခဲ့တာကတော့ဒီခရီးစဉ်ဟာသူမရဲ့တေမင်းတမန်ခရီးစဉ်ဖြစ်သွားမယ်ဆိုတာပါပဲမက္ကဆီကိုရောက်လို့ဖခင်အရင်နဲ့တွေ့တဲ့အခါရမ်ဘိုပြောခဲ့တယ်လို့ပါပဲအဖေဖြစ်သူကသူ့ကိုလုံးဝခယူးမဆိုင်ခဲ့အပြင်ဝန်ထိုးပဝန်းတစ်ခုလိုပဲညင်ခဲ့ပါတယ်စိတ်ထကြနေတဲ့လီဆာကိုသူ့တငယ်ချင်းကကလပ်တစ်ခုကိုခေါ်သွားပေမဲ့အဲ့ဒီမှာတင်ငရဲခန်းကစပါတော့တယ်။သစိန်တယောက်ကသူမရဲ့ဖြိုရည်ထဲမှာစီးခတ်လိုက်ပြီးတတိလစ်သွားတဲ့လီဆာကိုလူကုန်ကူးတဲ့ခွင်းစီရောင်းစားလိုက်ပါတော့တယ်။ရက်တွေကြာတဲ့အထိသမီးဖြစ်သူပြင်မလာတော့တာကြောင့်ရမ်ဘိုတယောက်အရန်စိုးရင်သွားပါပြီ။နောက်ဆုံးမှာတော့သူ့ရဲ့လက်နက်တွေကိုထုတ်ကားကိုမောင်းမက္ကဆီကိုမှာစစ်ပွဲဆင်နွှဲဖို့ဒေါသတကြီးထွက်ခွာလာပါတော့တယ်ဗျာ။